ခဏတော့ပိုင်းတိတ်ပြီးတော့ကျေးဇူးတင်ကြောင်းမပြောဖြစ်လို့တယောက်ကအရန်ကျေးဇူးတင်ကြောင်းပြောဖို့လုပ်နေတယ်ဆိုတော့ဒီ vlog တစ်ပုတ်လုံးမှာကျေးဇူးတင်ပါ appreciate လုပ်မှာနော် small things တွေ appreciate လုပ်မယ် like ခေါက်မယ်နော် like ခေါက်မယ်ဟုတ်တယ်ဟနာ appreciate လုပ်တာများလားသူ appreciate လုပ်တာများလားဆိုတော့ like ခေါက်မယ်လုံးဝအပြည့်မပြောချင်း thank you ပါ ကျေးဇူးတင်ပါတယ်အခုလိုမျိုး camping လာတဲ့အခါမှာခဏလုံးဝလှည့်ကြည့်ကြမလို့ပဲနဲ့အစားအသောက်တွေအကုန်လုံးစီစဉ်ပေးရတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်အခုလိုအစားအသောက်တွေလုပ်ပေးမယ်လေတချို့လိုအပ်တာလေးရှိတာကိုတီးခန့်နားလည်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရပါတယ်ကိုမိမစားဖို့တော့ကိုစူးစမ်းရုန်းကန်ပြီးတော့ကင်မင်းနေရကိုအရန်ကျေးဇူးတင်ပါတယ်ခဏကဆက်လက်ရွက်လည်းပါတယ်နော်စားရ Thank you အသားလေးနဲ့ညှက်စား Coca-Cola လေးဟာအမိုက်တွေပြန်သိမ်းမင်းတော့ plastic တွေမရင်းစင်နဲ့အပေါ်တက်ခွင့်ပြုပါအောင်ရှင်ဝတ်သားပါဟာအရန်ကောင်းတယ်နော်သမီးဟောပါသမီးတော်ပြလဲသမီးလေရှင့်ရောက်သမီးဒါလေးနဲ့စားကြည့်အောင်ပူမကောင်းလားကောင်းနော်ရှယ်ပဲနော်ရေကန်ကိုကြည့်ပြီးစားပူကောင်းကောင်းတယ်စားအောင်လားရှိရဟုတ်ကမရနေလောက်ထားတာဝင်နေလုတ်ပြီးသားဖွယ်လာလားလုတ်ထားတာကိုရလက်နဲ့ဟာယောက်ျားကကောင်းတော့လက်ညှိုးထိုးပြီးတော့နဲလို့ကလေးနဲ